မင်းသမီးတွေကတာမပြစ်ပယ်ထားလို့မရတဲ့ဒီရေးပါနေခဲ့တဲ့ညီထုတ်ခေါင်ရဲ့ချစ်သူသိကျမတို့ရဲ့ Celebrity New Page ကနေပြန်လည်ကကြိုဆိုလိုက်ရှာပါတယ်ညီထုတ်ခေါင်ကတော့အနုပညာလောကတွေကတိုင်းတာတစ်ခုတည်းနေရာတစ်ခုရရှိထားသူဖြစ်ပါတယ်အောက်ခြေဘဝကနေစတင်ကအမြင်အောင်စူးစမ်းခဲ့ရသူဖြစ်ပြီးတော့ချင်းရသူနဲ့ပါဘဝချားကွေကွင်းမှုတွေကြုံခဲ့ရတာပါဒါကြောင့်လေချင်းရဲ့တင်းနဲ့ပတ်သက်ပြီးတော့ချိန်တန်ကြားတဲ့အထိတိတ်ဆိတ်နေကြရပါတယ်ညီထုတ်ခေါင်ဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ချစ်သူတလေးတူကိုထုတ်ပြလာခဲ့တာဖြစ်ပါတယ်။အများစုကတော့မင်းသမီးလိုချုံမောလှပနေတာကြောင့်လူပညာရှင်များလားဆိုပြီးတော့ပါထင်မရတာပါ။ဒါအပြင်မှာတော့အတိုင်းဝိုင်းကြီးတွေကဖြစ်နိုင်ကြောင်းထင်ကြေးတွေပေးလာခဲ့ရပါတယ်။ညီထုတ်ခေါင်ရဲ့ချစ်သူဟာအမှန်တကယ်မှာတော့မင်းသားမင်းသမီးတွေတိုင်းရဲ့လက်ဆွဲတော်တူလေးဖြစ်ပါတယ်။ Process Agency ရဲ့တည်ထောင်သူတူလေးဖြစ်ပြီးတော့ Managing Director ဖြစ်ပါတာဝန်ယူခဲ့တာပါ။ဒါအပြင်မှာတော့ Going Inspire Production ရဲ့ဈေးကွက်ပိုင်ဆိုင်ရာဒိုက်တာတူလေးဖြစ်ပါတယ်။ဒါကြောင့်လေနမေရမင်းသားမင်းသမီးတွေရဲ့ကြညာနောက်ွယ်မှာအဓိကပိတ်ကန်ရှင်တူဖြစ်နေရယူထားနိုင်ခဲ့တာပါ။ရေထုတ်ကောက်ဒီနေ့ပြီးခဲ့တဲ့ရက်ပိုင်းတွင်မွေးနေ့ဖြစ်လှူဒန်းနေပြုလုပ်ခဲ့ပါတယ်။ဒါပြင်မှာတော့ချစ်သူရဲ့မွေးနေ့ surprise ကိုပါပထမဆုံးရရှိသွားခဲ့တာပါ။ဒါကြောင့်လေချစ်သူအသေးရရှိနေတဲ့အကြောင်းကိုပရိသတ်တွေကသတိထားမိသွားခဲ့ပါတယ်။ပရိသတ်တွေကတော့ညထုတ်ကောက်တရားချစ်တဲ့နဲ့တူတွေးရှိသွားတဲ့အတွက်ဝမ်းသာနေခဲ့ရပါတယ်။ဒါပြင်မှာတော့အတိတ်ကိုနားလည်ပေးတဲ့သူဖြစ်ခဲ့တာကြောင့်လေအားကျနေခဲ့ရပါတယ်။ပရိသတ်ကြီးတို့လည်းညထုတ်ခေါင်ရဲ့ချစ်သူတလေးနဲ့ပတ်သက်ခါအမြင်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်